Hello အားလုံးပဲမင်္ဂလာပါဒီကျောင်းဆရာဆရာမတွေအနေနဲ့ခလေးလေးတွေစာလိုက်ပြီးတော့မလုပ်လို့စိတ်ညစ်နေကြလားဒါဆိုလို့ရှိရင်တော့ဒီကျောင်းဆရာဆရာမတွေစာသင်တဲ့အခါမှာခလေးတွေကိုစိတ်ဝင်စားစရာကောင်းအောင်လို့စာသင်ပေးနိုင်မယ်ဒီ game လေးတွေကို Gemini Canvas မှာဖန်တီးမယ့်နည်းလမ်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးကိုယ့်ရဲ့ဒီ Gemini ထဲကိုဝင်လိုက်ပါ Gemini ထဲကိုရောက်သွားပြီဆိုလို့ရှိရင်တော့ဒီ tools ကိုနှိပ်ပေးပါ tools ကိုနှိပ်ပြီးသွားရင်တော့ Canvas ကိုသွားလိုက်ပါ Canvas ကိုသွားပြီဆိုလို့ရှိရင်တော့ကိုစီစဉ်ထားတဲ့ prompt လေးပေါ့နော်ကိုကြိုက်တဲ့ prompt လေးအတိုင်းကိုထည့်လိုက်ပါဒီမှာကတော့အဆွေကဒီ primary math teacher တယောက်အနေနဲ့ကိုယ့်ရဲ့ကလေးတွေကို addition subtraction တွေသင်နေတယ်အဲအားကြောင့်မလို့1 to 20 addition subtraction ကိုကလေးတွေကိုသင်ပေးနိုင်ဖို့အတွက်ဒီ game လေးတစ်ခုဖန်တီးပေးပါဆိုပြီးတော့ canvas ကိုလုပ်ခိုင်းမှာပဲဖြစ်ပါတယ်အကယ်လို့ကိုကအင်္ဂလိပ်စာဆရာမဆိုလို့ရှိရင်လည်းဒီအင်္ဂလိပ်စာသင်နေတဲ့ background မှာအကြောင်းကိုတော့ game လေးဖန်တီးပေးပါစသဖြင့်ကိုလိုတလိုမျိုး prompt ကိုချိန်လို့ရပါတယ်ပြီးရင်တော့enter လေးခေါက်လိုက်ပါပြီးတော့ရင်တော့ခဏလေးစောင့်ပြရပါမယ်ကဲဟောတလို့မျိုးခဏလေးစောင့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီလို game လေးရလာပါပြီသူကဒီမှာဆိုလို့ရှိရင် Math Safari ဆိုတဲ့ game လေးကိုဖန်တီးပေးထားရပေါ့နော်ဆိုဒီမှာဆို ready to play ဆိုပြီးတော့ start game နှိပ်လိုက်ပြီဆိုလို့ရှိရင်အောင်30နဲ့9နဲ့ပိုင်းဘယ်လောက်ရလဲစသဖြင့်တော့ခလေးလေးတွေကိုမေးလို့ရမှာပဲဖြစ်ပါတယ်အဲဆိုရင်15ဆိုပြီးတော့နှိပ်လိုက်မယ်ပြီးတော့ check answer ကိုနှိပ်ကြည့်မယ်ဒါဆိုရင်မှန်တယ်ပေါ့နော်ဒါဆိုရင်စနစ်နဲ့လေးနဲ့ပိုင်းပလိုက်ဒါဆိုအမှားလို့ရှိရင်ဘယ်လိုမျိုးပြမလဲဆိုတဲ့ဥစ္စာကိုပြောကြည့်အောင်ဒါဆိုဥမာ30 answer အမှားနှိပ်လိုက်မယ်ပေါ့နော်အဲဆိုရင်ဒါဆိုရင် answer ကမှားနေရဲ့16 keep trying လုပ်ပြီးပါစသဖြင့်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီစာသင်တဲ့အချိန်မှာဒါလေးကို presentation လေးပြပြီးတော့ကလေးလေးတွေကိုဖြည့်ခိုင်းပေါ့နော်ဖြည့်ခိုင်းလို့ရှိရင်ကလေးတွေကလည်းဒီ game လေးစောင့်နေရတယ်လို့မျိုးစိတ်ဝင်စားလိုက်ပြီးတော့စာလိုက်ပြီးတော့လှုပ်မှာပဲဖြစ်ပါတယ်TechMart မှာ ChatGPT, CapCut, Gemini, Canva, Zoom ပဲ digital product ကိုပဲဝယ် TMS ဆွဲ code လေးကိုသုံးပြီးတော့5 to 10% အထိ discount တွေရယူနိုင်တာမို့လို့ code လေးကိုသုံးပေးဖို့မမေ့နဲ့နော်